ပဒိသဘောတရားနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအခုကဆွေးတာကအဲ့ဒီကော်ပီတော်ကြိုက်တယ်ပဒိသဘောတရားလေးနဲ့ပတ်သက်ပြီးတော့ဘာနည်းနည်းပြပေးမယ်ဂျာအေးလေးဆွေးချမိုင်းနာ2 point လောက်ပါ2 point လောက်ပါဒီကောင်ကစန္ဒလေးမှမနေဘူးเนาะသမီးနော်စန္ဒပို့လိုက်မယ်ဟုတ်ပြီထုံးစံတိုင်းပဲကြားလို့နည်းနည်းပတ်မယ်တဲ့6ခဏနေအောင်ကွာ record history လို့ဖွင့်လိုက်အောင်ဟုတ်ပြီအပေါ်လေးဟုတ်ပြီတော့မဘလောက်ထား90တောင်မှစောက်ကျိုးနေ15ပါဒီလိုလုံးလို့ရှိရင်ဒီမှာတွေ့လားသူစကေးကိုလေဟိုအဆောင်းတာတွေပါတယ်ကြာတော့ဒီမှာဒီအိုတိုမှာဒီမှာ right click ထောက်ပြီးတော့ဒီမှာ setting လေးမှာလဲအဲ့လိုမှချိန်ရတယ်သူနော်ဒီမှာလေးကြည့်လေးရတယ်15 degree okay ဟုတ်ပြီဒီတော့မှရှောက်ပါဒီတော့မှရှောက်မဟုတ်ပါဒီတော့မှခொနစ်ပါအမေနှစ်လောက်ကြည့်လိုက်တယ်သမီးဒီကောက်လေးပဲနေဝတ်တင်ငါနဲ့ပဲမစတက်ခွန်လောက်ဆွေးဝါနော်ဆွေးဝါကိုရေးပါတယ်နော်အဲ့လိုမျိုးပြီးတော့ကလိုက်တဲ့ရှောင်းယူလိုက်ပြီးမှအတွင်းဘက်ကိုခိတိ y2 အဲ့တော့ယူလိုက်တယ်နော်အတွင်းဘက်ကိုနည်းနည်းခါရဲဆိုတော့အခါရဲဆိုဒီလိုဆွေးလို့ရှိရင် तू ကစန္ဒတိတဝိုက်လိုက်တယ်ဟုတ်လားအခုကအတွင်းဘက်ကိုနည်းနည်းလိုက်တယ်ကွာအဲ့ဒါဆိုဘာဖြစ်သွားမလဲဘာဖြစ်လို့အဲ့လိုလုပ်လဲဆက်ကြည့်မယ်အခါနဲ့နည်းနည်းဝင်သွားပြီsorry နောက်ပြန်ဆောင်မယ်1လောက်ဒီပြားကကြောက်ကဘာတို့ကတင်ငါပဲသုံးမယ်ဆိုတော့ဒီပြားကတစ်ခွန်ယူထားတယ်တစ်ခွန်ပြားကိုpoint 1ကွာအဲ့ဒီ point 1အဲ့ဒီ line နဲ့ပဲကြောက်ရှာမှာကွာ
1.5 กว่าဒီမှာစစ်လေ ကိုရေကိုရတာနာရတာဟာမနာလဲကြာဒီလည်းရွာပြင်ရောက်သွားတာ ဟုတ်ကဲ့ဘာလို့ပြရမလဲ ဒီမှာလေးငကတဲ့ကြောက်ထည့်ပြီးသေးဖို့ပြန်ငကဟုတ်ကဲ့တရားကြောက်ထည့်ပြီးဒီဟာလေတက်ဒီဟာစီးမယ် ဟုတ်ကဲ့ ရထားမှာတက်တက်ထည့်ဟုတ်တော်ရရောက်အောင်ရွာမရှိတော့ဒိုလည်းတက်တက် ဒါဒီလိုလုပ်ပါလား အဲ့တခုကစီးမယ်တခုကကြောက်ထည့် ရှင်းတယ်ဆိုအယောင်တင်ဟုပြောရမလား ဟုတ်တယ်ဟုတ်တယ်ဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ နှစ်ခုလောက်နော်ရတယ်ရတယ် အဲ့နှစ်ခုလို့အယောင်တင်လိုက်တာကောင်းမယ် ဟုတ်တယ် ဘာလို့ဒီကြီးနဲ့ကြောက်ထည့်လို့ရှိရင်အစင်မပြေတော့လေ အကိုကြီးဒီဘက်ကဟာလေအဲ့ဒီဟာပြက်ရအောင်ဗလာလာရမယ်လို့ထင်တယ်အကိုကြီးထပ်မှန်တယ် အဲ့ဒါအချွေအလေးချိန်သိရလား အေးစားကြည့်ကြည့်လား ဒီမလေးကဘာဖြစ်လို့လဲသူများပြန်ပေးရမယ်တကယ်လို့ဟိုနေ့အဆင်ပြေတယ်ဆိုလည်းပတ်စံပြန်ရှင်းပေးလိုက် ဟုတ်ပြီကျွန်တော်အယောင်တင်ပြီးတော့ကြောက်ထည့်လိုက်မယ်နော်ကြီးတွေပါထုတ်လိုက်အောင်မယ်ပြီးမှချိန်ပြီးတော့ ဟုတ်ကဲ့ထပ်မှန်တယ် ဒီဘက်ကဟာ ဟုတ်ဒီဘက်ကဟာမဟိုနေ့ကနေမစေးရတယ် ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပြောပေးမယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့ဘာဖြစ်လဲကိုလူတွေဆိုတော့လေကိုလူပြောမယ်သိချင်လို့တကယ်ကြတော့လေအဆင်မပြေဘူးလေပြန်ဝယ်ဖို့မဟုတ်ဘူးသူတို့ပေးတာကြာပြီအခုမှပြန်တောင်းတော့အဲ့ဒါကြောင့်ငွေချေပေးလို့ရငွေချေပေးလိုက်လို့ဒီမှာ โอเคโอเคโอเค အဲ့ဒါရတယ်အလုံးတော့ရှော့ ညီစဝိုင်းခဏထိုင်ဆောင်ပါနော် အဲ့ဒါတော့အမေတကယ်လို့သူပေးတဲ့ပတ်စံနဲ့ကိုက်ရဆိုရင်သူကပတ်စံနဲ့ပေးလိုက်ဟုတ်ဒါကြောင့်တော့ပြန်ပေးလိုက်ဘုရားဘုရားတော့နာမတရားအောင်ထားလို့ရတယ်။ဝါဟာဒီလိုမထဲထားဝါလည်းမပြောချင်တော့ဒီဝင်တဲ့ပတ်စံဝယ်သွားထည့်ခိုင်းလိုက် အဲ့ အဲ့ ဒါ ဒါ ဒီ ဒီ မှာ ပတ်စံ ဆက်တော့ဒီမှာထောင်နဲ့ပြန်ကြတာဒီမှာတော့ချက်ပြီး ဘောစီလည်းမတော်တော့သူလည်းရောကြရောဆိုလို့အဲ့ဒါဆိုလည်းတော့တော့နေရပါဘူးဒီအရာမျိုးသူတို့ကြည့်နေသူတွေကြည့်ကြလူတွေကဘလို့မှလူ တော့ တော့ တောင်းနေရမှာခါနေတော့ခဲ့တာဟုတ်တော့ကြ ဘလို့ဒီကွာ ညီစကစလားခါလေ 哪里没？那个把它抬起来来。 ခရီးမင်းတွေလည်းသူကကွာနဲ့ကွာနဲ့ပေါင်းလို့ရှင်းတယ်သူပြောတဲ့ခါတိုင်းပတ်စံမှာပေါင်းတော့ခုနကပြောတယ်မဟုတ်လားတရား ညီစဝိုင်းဒီကဝနေ့ကလေးဆောရတဲ့အရောဂါနေနေဒီကပေါ်ပါနေရှိတယ်တော့မတက်မလားမီးချိုးလိုက်ဟိုဟာပရဖိုင်လေဒီပြီးတော့မှအရောဂါပြီးမယ် 然后买了那个金巴的。 ဟုတ်ပြီဒီမနေ့နဲ့ကြောက်ကနေညှီးပြီးတော့ထိပဲသမီးနော်ဘယ်ရောက်ပြီလဲဒါပြန်စမယ်အတွင်းဘက်ကဒီမှာအဲ့ကောက်တွေနဲ့ကစားတာနဲ့ဟိုမှာထွက်ပြေးသွားတာပဲသမီးဒီသမားငါကိုကြောက်စစ်လဲလောက်ပါမယ်ဟုတ်ပြီပြီးရင်ဒီမှာကြောက်နေနေညှီးမယ်ကွာကြောက်ညှီးထုံးစံတိုင်းပဲဒီမှာစော်ဖို့လာမယ်ဆိုတော့ဒီကောက်ကိုထိုက်တည်ထိုက်ကွက်တိပဲအခုဒီမှာနှခမ်းမှာပုံနေတယ်သမီးဒီမှာတို့လားအဲ့ဒီနှခမ်းမှာဘောင်ထေးကျင်တာဟုတ်လားဘောင်ဘလို့ထေးမလဲဘောင်ဘလို့ထေးမလဲဆိုရင်ဘောင်ထေးဖို့ကလည်းဒီမှာကတ်လိုက်နဲ့ကလိုက်ဆွဲလိုက်ကွာအဲ့ဒါခောက်မယ်နော်ပြီးတော့ဒီပြားနဲ့ဆွဲထုတ်လာပါနော်ဒီပြားနဲ့ဆွဲထုတ်လာနော်ဟောတော့ဒီမှာဒီအောက်မှာဒီကောင်လုံးဘာခေါ်တာပိုလီလိုင်းလားပိုလီလိုင်းကိုယူလိုက်ပိုလီလိုင်းကိုယူပြီးတော့ဒီဘက်မှာအမြင့်ကိုဂရိကွာဟာဒီမှာဝါပိုက်ရှိတဲ့ဂရိ3ကွာလောက်လိုက်မှာကွာအမြင့်က3ကွာလောက်ဆိုတော့ပေါ့နော်အဲ့မှာဒီမှာလေး1ကွာ2ကွာ3ကွာလောက်ခုန2ကွာလောက်ပဲပို့တာဒီမှာ
ဒီနေ့စောင်းနေကွာဒီစောင်းမနဲ့ဒီတကွာနှစ်ကွာသုံးကွာယူလိုက်မှာကွာပြီးတော့ဒီဘက်ကတကွာနှစ်ကွာကျွန်တော်လောက်လိုက်မှာကွာပြီးဒီဘက်ကအဲ့ဒါဆိုသူက3ကန်3ကန်ကိုမတက်လိုက်ဘူးဟောဆွေးကြမတက်ဘူးကွာနော်โอ้ဖျက်လိုက်မနော်အသစ်ဆွေးမနော်ခိုးပြူနဲ့လောက်ရမယ်သမီးခိုးပြူနဲ့ဒီမှာတက်အေဆန္နာတက်အဲ့ဒီဖောင်းပြူမှာဟုတ်ပြီလားဘယ်မှာလဲဘယ်မှာစေတဲ့ဆိုင်ကလည်းပို့မယ်ရတာအေးဘယ်မှာယူမောင်းလာကြတာနေရလားမေးပေးထိုင်တာလားနော်ဒီမှာမေးဆိုင်မှာပေးထိုင်တာလားလေလို့လည်းသိနေတာဘယ်မှာလဲမှာနားမပြောကြရှိလို့ရောက်ပါတော့ဆိုင်တော့အဲ့ဒါဆိုဘယ်မှာလဲလိုက်ကြလာမှာမပြောဘူးမင်းရောက်ပါဘူးဒီဆိုင်ကဘိုင်းနေတွေ့တော့မတွေ့ရဘူးဒီနေ့ဘိုးကြီးနဲ့ထားအားသေးရနော်ဘိုးဆိုင်ကလည်းလာပြီပေါ့โอ้ဘိုးကြီးကလာတာဟုတ်လားတယ်ပြီဒီအကွက်တွေအဲ့ဒါလိုက်ခေါ်လာတဲ့အပူကြီးကိုတို့ပြောတော့အားလုံးကောင်းတက်တယ်ပဲ အေးကိုကြီးလည်းမဟုတ်ပေးလာလို့ပြော တက်တယ်ပဲလိုက်ခါမယ်လို့ပြရကိုရတောင်းတော့ခက်တာလို့တောင်းခက်တာတော့တော့ရင်းနေလို့လောပါမယ်ဆိုင်တယ်တော့မှရမှာပေါ့ဆိုင်တယ်တော့မှလားမဟုတ်တော့ဆိုင်လို့ဆိုင်တယ်နဲ့ထည့်သွားလိုက်ပါဆိုင်တယ်နဲ့နိုင်တယ်ဟာတော်သေးတယ်သမီးနော်အခုခေါ်ခိုင်းလိုက်အဲ့ဒီချက်ကတော့မှာဒီမှာကလိုချင်တာကဒီမှာဒေစန္ဒာတက်အဲ့ဒါကသမီးတွေကခေါ်ခဲ့လိုက်လို့ကျွန်တော်မလိုက်တယ်တော့ဆက်ဆက်တော့ဆောင်းတော့မလဲလားဒါမှမဟုတ်တော့ကိုလေးကိုတောင်းရှင်းတော့တော့ပို့မှာဒါတဲ့ကတော့တန်ခါတာပဲတဲ့ရမှာကိုရစားတယ်အတိုင်းရမှာဘုရားပါလာလို့ဒီကဦးယူတင်လာတယ်ဆိုတော့ဥပရှင်လိုက်အလားမကိုလို့ထိုင်းတဲ့မှာဖြစ်တယ်ပေါ့ကိုရဒုက္ခကလာတာအဲ့ဒီကမ်းမိုက်ချေသူပြောတယ်ဥပဆိုင်ရှင်မဟုတ်ဘူးအဲ့ကမ်းမိုက်ချေလက်ရှိမှာစိတ်နဲ့တရားတော့ဒါတော့စိတ်ဝေးမလား close ကအခုပစ္စည်းတော့တော့ဘူးငါတို့ဆွေဝါရီပတ်မယ်သမီးနော်ပိန်းလိုက်ပြီးပစ္စည်းကဆွေဝါရီရယ်တရားလို့ပြောအဲ့လိုသိလိုက်အေးသမီးပဲရွေးလို့ရတယ်အတ္တရယ်ပြောထားမှာအဲ့ဒါမှသူကြည့်ပြောတာဝပမေလောက်မှာဝပမေလောက်သမီးပစ္စည်းကသမီးရွေးလို့ရတယ်ဝပမေရှိတဲ့ပုံမှာကြက်အေးလိုက်ပြီးပဲဆိုရင်အလားမပုတ်ဘူးပစ္စည်းပုတ်ထဲမှာညစီချက်တာဆွေဝါရီရယ်အဲ့လိုရှုပ်ပုံမှာပြီးမှဒီဟာအခုကစေးစီအားသမီးချက်တော့ဘာလို့လဲတင်းနေမယ်လေဘုရားလည်းဆိုတယ်ညောသမီးဟုတ်လားဒီဟာကိုချုံမထားတော့ဘူးနည်းနည်းလုံးလိုက်မယ်ဒီစားတာလည်းမတူလိုက်ဝိုင်းဝါလောက်လုံးဖို့တော့ကိုဝှေ့ထုတ်အောင်မယ်ဒီကောင်ကိုဝိုင်းဝါနော်အဲ့လိုလုံးလို့မရဘူးဆိုရင်ဖေးလေးနဲ့လုံးလို့မရဘူးဆိုရင်သမီးဒီမှာဒီကောင်နဲ့ရောဒီကောင်နဲ့ပြီးမှဒီမှာ target ယူလိုက်မယ် target ယူပြီးတော့ဒီမှာတော့ချလိုက်မယ် enter ခေါက်မယ်
အဲ့ဒါ select မှတ်ပြီးတော့မှဒီမှာ train ဖြတ်ချလိုက်မှာကွာဟာအဲ့ပါလေဒီမှာဇာရှိသေးတယ်ဒီလားအဲ့ဒါဒုက္ခပြတဲ့ဟာလေဟာပြီးမှဒီမှာရှိတဲ့အုံနာဟာကက်ကိုပြန် join မှာကွာဟုတ်ပြီပြီးမှဒီမှာဆွေ1 rate ပတ်မှာကွာဒီကောအရင်ရေးကိုအရင်ယူပြီးတော့မှဒီမှာပြီးတော့ဒီကောအဲ့တော့ခောက်မယ်ဟာဒီမှာအဲ့ဒါကနည်းနည်းလေးဘောင်ယူလိုက်တဲ့သဘောပေါ့သူကဒီအမြင့်ကဒီကြောက်မျက်နှာပြင်နဲ့အတူတူလောက်ပဲသိထားမှာနော်မှတ်တယ်လို့လေပေါ့ပြီးမှဒါကြောက်ဥတတ်တဲ့စတိုင်မျိုးလေသမီးပြီးဆုံးကိုထည့်လိုက်မပိုက်စေပဲတယ်မိတယ်ပိုက်စေပဲရပြီပိုက်စေလာတာတော်တော်ကြီးတာပါဟိုက်ကပိုက်ဖိုးလောက်ပြီးအဲ့လိုမျိုးထည့်လိုက်ပြီးတော့အားမရတယ်ဒီဘောင်ကထိုက်လိုက်မယ်အဲ့လိုလုပ်လိုက်မယ်ပြီးမှဒီဘက်ကပဲလုံးသွားတယ်ဟုတ်ပြီအဲ့ဒါဆိုခုနဒီဟာနဲ့ပဲခုနတာဂက်နဲ့လိုက်တာဂက်နဲ့ပြီးတော့ဖိတ်ပြချလိုက်ဟုတ်ပြီဒီမှာ join ပြီးတော့တစ်ခါပြန်ပတ်ပါဆွေဝါးရေးပါဒီကောအဲ့လိုမလုံးဘူးဆိုဒီကောအနာထပ်ပြီးတော့ရေးထိုးတဲ့ခါကျူတင်နာဒီကအတော်လောက်ပဲဒီကအတော်လောက်ပဲအပီးမပြီးမှဒုက္ခဆောင်လေးဆိုရင်မိုင်နာဟုတ်ပါပါဝမ်းပွက်ပါပိုက်3လောက်ခင်းလိုက်မယ်နော်ဒီနော်ဒီကောင်ကိုလည်းပိုက်3လောက်ခင်းလိုက်မယ်နော်ပိုက်3ဟုတ်ပြီဒီမှာလဲ
point 3လောက်ခင်းလိုက်ပြီနော်အတွင်းဘက်ကနော်ဘယ်ပြရတယ်ဒီမှာရတယ်ဒီမှာကောင်းကောင်းနိုင်နာ ဘာမှမဟုတ်ဘူး point 3ပါပြီးမှဒီမှာအဲ့လိုဖြစ်နေရမှာနော်အဲ့လိုဖြစ်နေရမှာဆိုရင်စောစောကဒီနေရာမှာဆိုတစ်ချောင်းလောက်ထည့်မယ်ဥဒနည်းနည်းလေးပေးကြည့်လိုက်ရောကွာပေါ်နေမလားတော့အဲ့ဒါဆိုရင်နည်းနည်းတူသွားပြီဒီနေ့တူနေဆက်ဆွေးလိုက်ပါရောရှက်ကိုဖိပြီးတော့ဒီနည်းနည်းလေးဆွေးလိုက်ကိုရီးယားတော့ကိုရီးယားစားတော့နော်ဘယ်မှာလဲကိုရီးယားညပါဖီလိုစေတနာမပါလေဆိုတော့ဒီစင်တာလို့ရအောင်နော်ဒါကတော့0 enter သူတို့ကမှမပါတော့ဒါပေမဲ့ပေါ်စေတနာမရှိတာလို့ဒီတော့အခုကလာဝန်တာလေတော့တော့ပုံနဲ့မှမတော်လေးပြည်လေဝါထားဖို့ဒါကကိုရလာပြီဒီကိုတော့မကိုလာဘူးဟုတ်ပြီနောက်တစ်ပတ်ပတ်မယ်သမီးနော်ဒီမှာပေါ်စနာကိုဖွင့်မယ် 1.7 ပါခုနလိုမျိုးပဲ7 degree စောင်းမှာပါအဲဒီမှာကွက်တီပဲအပြီးမှဆက်ဝရနေပါမှာပါရေကိုရနိုင်မှာပါရပ်ပြီးစောစောကလိုပဲမေကိုမေမှာထားလိုက်ပေါ့မေထားပြီးတော့ဒီဘက်ကို1 point လောက်ဒီကောင်းကိုpoint 1လောက်နဲ့တက်ခေါ်လိုက်မယ်အဲ့ဒီမှာကြောက်ရှာမယ်တင်ငါနဲ့တော့မယ်18လောက်ဆိုတော့တော့ပေါ်18ပေါ်19 ပွင့်20လိုက်မယ်အပွင့်20လိုက်မယ်ဒီကောက်ဆန်တဲ့တွေထားမယ်ဟုတ်ပြီတစ်ခါလေးစုံထည့်လိုက်မှာပါဒီမှာမမြင်ဘူးဆိုရင်ဒီဘက်နေဆွဲလိုက်ရအောင်ဒီမှာနော်အဲ့လိုမျိုးဆွဲလို့ရတယ်နော်ဒီမှာဒီမှာဟုတ်ပြီပြီးမှစောစကားလိုပဲသမီးရဲ့စောစောကလိုပဲဘာလို့ဘောင်ထဲမယ်စောစောကလိုပဲဒီမှာတစ်ကွက်နှစ်ကွက်သုံးကွက်လောက်ပါဒီကနေပါလောက်ဒီကြောက်ဒီမှာကျောင်းနှခမ်းနဲ့ထိလောက်ရှာလိုက်မရပြီးဒီဘက်ရပြီးဒီမှာဘောက်ကွက်တီပဲနော်အဲ့ဒါပါလေဘယ်ကွက်တီရမလို့ပြန်စမယ်တစ်ကွက်နှစ်ကွက်သုံးကွက်နေပါလား
လို့ချောတော့တာဒီတော့ဝယ်မရခဲ့ဘူး ကြောင်းတည်ရတယ် ။နောက်နေနေပြီးတော့ဘာလို့ကြောင်းဒီတော့ဒီ ဘောနဲ့တက်ကတော့တက်ခဲ့တယ်ကြာနာဟောရချက်ပဲဒီပဲကြာ အဲ့ဒါလေးမတည့်သေးဘူးဆိုသမီး ရှိတယ်လေပလီကြီးနားမှာရှိတယ်လေတစ်ဆိုင်ရှိတယ်လေဘာပဲမှာအဲ့ဒီကြော်ဒီပလိတ်ဒီပဲတိုင်နာမှာပေါ့တော့ပြဆိုင်ကတော့လာလို့မရဘူး ကြောင်းလာလာရ ပလီကြီးကြော်လာပြီဆိုရင်ပလီကြီးနားတစ်ဆိုင်ရရတယ်ဗျာတော့ပြီလေပလီကြီးနားလေဟိုဘယ်မှာပြရတယ်လဲသုံးပုံတိုင်းရှိတာလေအဲ့ဒါဆိုစင်းဒီရှိရဆိုင်ပေါ့အပိုင်းအောင်ခုနကလည်းဒီမှာပဲလိုက်လာမှာလေ တာပဲကောက်တာโอเคဆက်မှာပြထားတယ် ပြီးရင်ဒီနောက်မှာကတ်လိုက်ဆွဲသမီးပြီးရင်တော့မှထိုက်မလို့ရတယ်ဒီနော်မတားကြရလိုက်မယ်မဆွဲတော့သမီးသဘောပေါက်တယ်မလားပြီး join လိုက်ပါပြီးဆွဲဝင်ရမတော်လိုက်ပဲပြီးမှတမဘောင်နည်းနဲ့ထည့်လိုက်ကြလားဘောင်ထည့်လိုက်တော့လှတယ်လေအဲ့ဒီလိုမဟုတ်ပဲနဲ့ပြပြီးနောက်တစ်နေ့ပြမယ်အခုကဒီတိုင်းပဲဒီတိုင်းပဲသွားမယ်ဒီနည်းနဲ့ပဲသွားမယ်အဲ့ဒါခောက်မယ်ပြီးရင်ဒီကောင်ကဇောက်ဇောက်ကြီးဆိုရင်ဒီ extrude နဲ့ဆိုလို့ရှိရင်ဒီမှာခါကျသွားတယ်ဟာလားအသိမလဲတော့ဒီကောင်ကြတော့သူ့နဲ့အလိုက်တင်လဲ-1.5 ပါဒီမှာအောက်ဆက်ရိုက်တယ် Y3 ရိုက်တယ် Y3 လောက်ဆိုထုတ်လို့ရတယ်သမီးဆွန်ထဲတဲ့ဟာကမပါဘူးသူကလည်း offset Y3 ပဲရိုက်မယ်ဟိုဒီမှာ feel အောက်ကိုပြောင်းမယ် Y3 ဟုတ်ပြီနော်ပြီးရင်2 point ကြောက်တော့ပွင့်ခေါ်လိုက်မယ်2 point ကြောက်တော့ပွင့်ပြီးရင် 1.5 တပွင့်ခေါ်လိုက်မယ်1.5 တပွင့်ခေါ်လိုက်မယ်အမျိုးပြီးရင်ဒီအောက်ကကတ်လိုက်နေအမှာ restar နဲ့သွားမယ် restar နဲ့သွားမယ်မေရာပွားပြီးတော့မှပုံသွင်းမှာပေါ့တစ်ဖက်ထိပ်ဆိုမသိတော့ဘူး
5 point ဟိုနေ့ကသမီးလောက်တဲ့ပုံကဒီပုံမလားဒါပဲအဲ့ဒါကိုအဲ့ဒါကိုအပြင်ဆွဲထုတ်မယ်အပြင်ဆွဲထုတ်ပြီးတော့ဒီမှာကတ်လိုက်ပြီးရင်ပလင်နာနဲ့ပိုက်မယ်ကွာနော်ပလင်နာနဲ့ပိုက်မလားဘာနဲ့ပိုက်မလဲဆွတ်တူနဲ့လည်းရတယ်ရောနော်ပြီးရင်ဒီမှာပြီးရင်ပိုက်ရလားဟောဒီမှာဟိုဖြစ်နေတယ်ဘာမလှိရသေးဘူးလှိလိုက်ရတယ်နော်ကားကို try မလုပ်ရသေးဘူးဒီမှာပြီးမှဒီမှာစစ်တူနဲ့ပတ်ကွာရောက်ပြီးရင် point ဒီနဲ့ပတ်နေဒီ grid ဟို line တွေလှတယ်နော်ပြီးမှ point 3ခင်းလိုက်point 3ပြီးမှခုံးမယ်ကွာရောက်ဒီမှာအတက်နဲ့ခုံးမယ်ဘောသိန်းဘောရယ်ဝါရယ်နှိုက်ပြီးတော့မိသိပြီနော်အဲ့ဒါကိုခုံးမယ်ကွာရောက်နည်းနည်းခုံးလိုက်မယ်ရောက်ပြီးဒီဘက်ကလည်းနည်းနည်းခုံးလိုက်မယ်ရောက်ပြီးရင်ဒီမှာခုနကလိုပဲသမီးခုနလိုပဲဒီမှာဘောင်လေးနဲ့ထည့်မှာပေါ့အဲ့ဒါကဒီမှာထည့်လိုက်ရတယ်တော့တော့ခတ်တယ်ဒီဟာကိုစောကလိုပဲစောကလိုပဲဒီမှာနော်စောကလိုပဲနဲ့လုံးမယ်တာကန်နဲ့နည်းနည်းလုံးမယ်train ဖြတ်မယ် join မယ်ဒီမှာသူ့ကိုso one ပတ်မယ်ဟုတ်ပတ်လည်းမရဘူးလားသူကအဲ့လိုကြတော့ပတ်လည်းမပေးဘူးသမီးစတူတွေပတ်အဲ့ဒါဆိုရင်ဒီကောင်ကိုယူလာ
ယူလာယူလာဒီတောင်းရောအမေတီးတယ်ဟာလားသဘောပေါက်တယ်ဟာလားရောအဲ့ဒီအစနဲ့ပတိဒီလိုချင်တယ်ဟာလားအထီလားထိရမှာကွယ်ထိရမှာကွယ်ဒီမှာထိရမှာကွယ်ရောဒီကံပေါ်ဘယ်လိုကစားမဆိုသိတယ်ဟာလားဒီကောင်အလုံးလုံးပုံကဒီလိုဒီရဲ့အပြာရောင်ကဟိုဘက်ပေါ်ဝိုင်းဝါလုံးဒီဘက်ကအစင်းရောင်ကြတော့ဒီလိုမျိုးဝီပုံလိုမျိုးသွားတယ်ပတ်စောပုံလိုမျိုးနော်ဆိုရင်ဒီမှာနေစောင်းနေတာကိုဒီဘက်ကစားမယ်ဒီကောင်နဲ့ကစားရင်ဒီဘက်လှည့်လို့ရတယ်အဲတော့ဒီကောင်နဲ့ရတော့ဒီဘက်လာတော့ပြီးကနေကြည့်ရောစမ်းကြည့်ပေါ်ဝင်နေလေအဲဆိုပတ်လို့ရပြီလားဆွေဝါအဲ့ဒါနဲ့ပတ်ပြီးရင်ဒီမှာလဲပါဦး ယူဟုတ်ကြမဲတာမဲတာဝေးရဲဘယ်မှာလာကြလို့ရမလို့ရောပါ ဒီမှာဒီလိုတော့လည်းရှိရင်ဒါ open ဖြစ်နေသမီးနော်ဒီအပေါက်ကိုပိုက်ရမှာနော် အဲ့ဒီကိုပါ ဒီအပေါက်ကိုလည်းဒီဘယ်လိုပိုက်လဲဒီမှာဒီမှာကတ်လေးတွေဒီလိုလုပ်ပြီးတော့မှရနဲ့ပိုက်လိုက်ရတယ်နော်ဒီဘက်မှာလည်းဒီကတ်လေးတွေဒီမှာပေါ်လိုက်အဲ့လိုလုပ်ပြီးတော့ဒီမှာဒီကောင်နဲ့အမဒီ jeep ပိုက်လိုက်ရနော်ဒီမှာအကုန်လုံးကို join လိုက်သမီးအဲ့ဒါလည်း open ဖြစ်နေတာပဲနော်အဲ့ဒါလည်း open ဖြစ်နေတော့ပဲအဲ့ဒါလုံအောင်ပတ်ရတယ်သမီးဒီမှာအဲ့တော့ကိုနောက်တစ်ခုနဲ့ပတ်ရင်ရောဒီပလင်တော်နဲ့ပတ်ရင်ရောရတာပဲနောက်တစ်ခုကဒီအောင်ဆလမ်မပြီးရင်ဒီဘပလင်တော်နဲ့ပတ်ရင်ရောရတာပဲပြီးမှ join ကြည့်ဘလို့စပြောဘူးနော်ဟဲ့ဟောပလင်နာနဲ့အချင်းနဲ့ကွာတယ်အတိအကျမရတာတရှိတယ်သူ့နေရာနဲ့သူပဲနော်တခုနဲ့မရတခုပေါ့အသုံးကြည့်ပေါ့အဲ့ဒါကိုမေရာပွားမယ်မေရာပွားပြီးတော့ဒီမှာနှစ်ခွားဖြစ်နေတာ ပြီးရတာ ဟုတ်ကဲ့လုံးနေတယ်မကြီးခဏလေးစောင့်ပါမယ်နော်ဒီမှာကြောက်ထဲတာနဲ့ရောင်ပြ အရင်ကခဏလေးဘက်ကွာ ဟိုအဲ့လိုမလွယ်ဘူးဗျာ ခဏပြုတ်တယ်မပြုတ်တော့ ဟောဟောင်းနေပြီတော့တော်ဟောင်းသွားပြီလေ ပထမအားကြလေအဲ့မှာလေတက်သွားလို့ဒီမှာဆက်ကောနဲ့ခဏပြီးပဲဆက်တော့ခေါ်ယူနေတယ် ဒီမှာတစ်ဖက်ရှင်းလောက်မှတည်းပိုင်းထင်းမယ်နော်ဒီဘက်ကိုအရင်ပိုင်းမယ်စပရိတ်နောက်တစ်ခါဒီဘက်ကိုစပရိတ်နဲ့အရင်ပိုင်းမယ်ပြီးမှ
ဒီမှာပိုင်းကြံဒီမှာတခါလေးပိုင်းရင်တဲ့အစင်မပြေတတ်ဘူးလားအဲ့လိုဆိုရင်ဒီမှာရပြီမတွေ့လားအဲ့ဒါဒီဘလို့ဘောင်ထည့်လိုက်တယ်ဟိုကဒီဘောင်ဒါကတတ်ဒီမှာဆိုဒီကြောက်မတော့ဘူးဒါကနောက်ထပ်အစ်စ်ကျော်ဒီပြန်ခေါ်မယ်นี่တော့တမအောင်ညတလုံးနောက်တစ်ခါนี่တော့တမ9တောင်ညနောက်တစ်လုံးအဲ့ဒါဆိုကွက်တီပဲဟုတ်ပြီနော်နောက်တစ်ခုကဒီမှာတိုင်းမပရိုမလေးဒီမှာအဲ့လာပဲပိုက်စစ်အလုံးဒီမှာဆိုမချက်ထရမယ်အမရပြီဒီမှာ remove from နဲ့မခွဲထုတ်မယ် enter ခောက်မယ်ပြီးရင်ဒီဘက်မှာမဲတာပွားမယ်ဟုတ်ပြီရပြီဆိုရင်နေရာချမယ်နည်းနည်းလေးဖြည့်ရုံလေ15လောက်စောင်းမယ် minus 15ထိလားထိရပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ပတ်ကြံသမီးရောအခုနကမလောက်လားဆက်နေရှိလားဆက်လေကတော့ထမ်းနေတယ်ဆက်တော့1 2 3 4 5 6 7 18တော့မှသူ့ဟာတော်ကြီးရနော်တော့ကြီးတယ်အခုဒီမှာက12ပဲထင်မယ်12ကြည်လေးသူ့ဟာလေးကြည်လေးသွားတာပဲဒီကောင်းလေးဆိုဂရုမဝင်ဘူးလားသမီးနော်ဟမ်မော်ဒီလိုပတ်တာလေဒီမှာလဲတခုကားရဲဆိုဂရုဝင်လားဒီမှာ12ခုဒီကောင်းနဲ့သွားမယ်အန်တာခောက်မယ်ပြီးရင်
ပြီးရင်ဒီဘက်ကိုဒီကောင်းကိုဟိုက်ထားမယ်ဒီကောင်းဟိုက်ထားမယ်ပြီးရင်ဒီဘက်ကိုပြတ်ထုတ်လိုက်မယ်သမီးနော်ပြတ်ထုတ်ပြီးမှဒီကောင်းကိုရိုးတိုက်နဲ့တစ်ခုရှင်းလှည့်မယ်0 enter အမ copy no နဲ့မထိတထိရိုးတိုက်0 enter ရောက်နေတာမရောက်သေးဘူးကြားတော့ဒီကောင်အလုပ်လုပ်တာတော်ကြည့်ဟမ် နောက်နေကြောက်ထဲနေကြောက်တော့ဖြစ်တယ်နောက်တော့မှလည်းရောက်သွားဟုတ်တော့ပြရထားခဲ့ရတယ်ဒီဟာကိုလည်းဖြတ်လိုက်ရတယ်သမီးရဲ့ဒီကမေရာပေါ်လိုက်ရတယ်ဟာလား12ခုဖြစ်နေတယ်လေပေးမရိုးတိုက်0 enter နဲ့ဒီဘက်ပြန်လှည့်မယ်ရိုးတိုက်ပြန်လှည့်မယ်ပြထောက်လိုက်တော့ဆိုရင်ဒါရကိုဒီဘက်မှာမယ်တာပြမယ်ဟုတ်နော်ဒါရကိုဒီဘက်မှာမယ်တာပြမယ်အဲ့ဆိုညီလားဒီကြည့်ညီတဲ့သမီးရနော်ဒီမှာသူ့ဆင်းနေသူလေအဲ့ဒါအရွယ်လေးမှဒီလိုဘောင်လေးနဲ့ဆိုရင်အားလှတယ်ဒီဘောင်တစ်ခါဒီကြောက်တဲ့လူကနေဆောက်ထိုးတယ်လေဆောက်ထိုးလိုက်တော့လဲရောင်ပြန်ပြီးတော့ကြောက်ပေါ်အလင်းရစေတယ်ကြောက်ပေါ်တောက်တယ်အဲ့လိုမျိုးလေဒါလည်းဒီဇိုင်းတစ်မျိုးခုနကသမီးဆွဲတာလည်းဒီဇိုင်းတစ်မျိုးပါနော်အဲ့ဒီဟာဆွဲတာပေါ့ပါပို့လိုက်မယ်ခဏပြီးရင်ဒီမှာကဒီ line နဲ့သွားပေါ်စနာဖြုတ်လို့မရဘူးပေါ်စနာဖြုတ်လို့မရဒီကောင်နဲ့ကတ်ကွင်းနဲ့သွားမယ်ကတ်ကွင်းနဲ့မေရာနဲ့သွားဒီမှာကတ်ကွင်းဘာလို့ဒီဟာကိုအလေးစားနာမှတ်မယ်ဆိုရင်ဘယ်လိုမှတ်မလဲ
ဒီကတ်ရဲ့အလေစန္ဒာဟာဘယ်လိုရှာမလဲစန္ဒာဥပမာဘာဒီဒေါင်းလေးယူမှာကွယ်ဒီမှာတွေ့လားဒီတော့အလေဒေါင်းလေးယူမှာကွယ်ဒီကတ်ရဲ့အလေဒေါင်းလေးအဲ့ဒါဆိုရင်ဒီမှာဆလတ်မှတ်ပြီးတော့ဒီထဲမှာရှိရမယ်တမီးစန္ဒာတမီးဖတ်ကြည့်ရင်ဒီမှာစာဘယ်ကပ်ဖြစ်နိုင်မလဲဒီကောင်อ่ะ2ဆလတ်ကမဟုတ်သေးဘူးဒီရအောင်မှာအများကြီးရှိသလားဒီကောင်မလားမေဟုတ်တယ်ဒီမှာဒီကောင်လေးဒီကောင်လေးအသုံးပြုလို့ရမယ်စလပ်ကစပရိတ်ကြောက်သေးပဲလားကြောက်တယ်ပေါ့လေ မစင်းနေတော့ အမိုင်းရပြီမိုင်းမမီလားအမိုင်းကကြောက်ဘယ်နှပွင့်ပြုတ်လာလဲ ဟုတ်တယ် ဘယ်နှပွင့်လဲသိလား ဆက်နှစ်ပွင့်လာမှာတော့ကြည့်ရတယ်ဒီလည်းကြည့်ရတယ်ဆက်နှစ်ပွင့် ဆက်နှစ်ပွင့်နှစ်ပွင့်6ပြမယ်တစ်ပွင့်20 10ပွင့်200ဟိုအရောက်နေတာ200 400ကြမယ်မကြီးမကြီးသိချင်တာပါလေမကြီးသိချင်တာပါလေဘာရှိလဲ မဟုတ်ဒီမှာလေးကြာတာလေဘလိုက်ရမယ်တော့ကြာကို တရားပြအောင်မယ် ဟာပြီးရ ဒီဥစ္စာရွှေဘလောက်ရှိလဲတော့ပြနော်မှားပြီးတော့ ဟုတ်ပြီဟုတ်ပြီ
3ပေးကျော်တယ်မှာ ဒီကေတော့ကြားတယ်အဲ့ဒါမလားကြား နော် ကြားမှဆိုရင် ရောင်းမေဆိုရင်ဒါရောင်းစေးအဟောင်းစေးပေါ့နော်ကျွန်တော်တို့ရောက်တော့ကြတော့ရောလက်ခါမထစ်ပေါင်းနေလေအခုဒီဟာကြတော့ရွှေအလေးကြီးရှိသလောက်ပဲလေလက်ခါမပေါင်းတော့ဘူး တည့်ရဲ့အဲ့ဒါလက်ခါလုံးလက်ခါလုံးလုံးခါ အဲ့လိုပဲကျွန်တော်တွက်ပေးမယ်နော် ဟုတ်တယ် အဲ့လိုပဲတွက်ပေးမယ်ဆိုတော့လေဒီကောင်ကကြော့အလေးကြီးကျွန်တော်မှန်းပြီးတော့နှောက်လိုက်မယ် ဟုတ်ပြီ လေးတော့မှလေးနှောက်3တော့မှလေး3တော့မှလေးပါစာဇာက8000ကနေ1000ဝန်းကျင်ပေါ့ ဟုတ်ပြီ နော် ဟုတ်ပြီ ဆိုကြလဲအဲ့လောက်ဆိုရင် ပြည့်တယ် ဟုတ်ကဲ့ပါ အဲ့ဒီကေစုတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ ကေစုပဲ ဟုတ်ကဲ့ပါမဟုတ်ကဲ့ပါဒီကောင်ပိုက်ပေါ်ပြီးတော့ဒီဖက်နည်းနည်းဆွေးမှာကွာဒါဆိုတော့နည်းနည်းလေးပိုက်လိုက်မှာပိုက်ရအောင်ဒီရလာတမီဒီမှာတစ်ခုပဲလို့ရနော်တစ်ခုပဲလို့ရတစ်ခုတစ်ချက်ဆွေးဒီဖက်မှာလိုက်ပိုက်တယ်တွေ့လားဟုတ်ပြီနော်ဆိုရင်ဒီမှာဟုတ်ပြီအဲ့ဒါကိုလည်းဒီဖက်ကိုတစ်ခါပိုက်ပေါ်ပြီးတော့ဒီဘက်မှာလာကဒီဘက်မှာလိုက်ရွှေ့တာပဲတစ်ဖက်ပဲလောက်ရတယ်ဆိုရင်ဟုတ်ပြီဒီဟာကိုလည်းပဲပိုက်ပေါ်ပြီးတော့ဒီဘက်ကိုနည်းနည်းပြန်ကဟုတ်ပြီအဲ့ဒါဆိုဒီမှာကပ်မယ်ဒီကရဲ့ဒါတွေကိုဒီပုံကိုပြန်မြင်ရမလားဒါအပေါက်ဖောက်နေမလားအောက်ပြီးအပေါက်ဖြစ်နေနိုင်တယ်ဆိုရင်လဲဆွေးထုတ်ကွာရောအပေါက်ပဲလေဒီလားရလုံးဝအပိုက်ပဲယူလိုက်မယ်ဆိုတော့လေရတာပဲသမီးနော်ရပါဖြစ်လေဒါကအချမ်းအပြည့်ဆွဲပြတာသမီးနော်သမီးကြိုက်တဲ့ဒီဇိုင်းတွေဟိုမှာဒီဇိုင်းတွေဒီကရဲ့ကောအချက်လောက်စစ်ကြည့်မယ်အပြဟုတ်ပြီပြကဲနေတာပဲနော်ပြကဲနေတယ်ဆိုရင်ဒီကောင်းနဲ့ပတ်လိုက်ရင်ရောကတ်လိုက်မရှိဘူးဒီကောင်းမှာနော်ဒီလောက်ရှိတယ်ဒီမှာဆိုတော့ဒီလောက်အဲ့ဒါအမှန်ကန်ပဲအဲ့ဒါကို offset ရိုက် y3 ရိုက်ပြီးတော့နည်းနည်းခုံးမလားဘောဒီဘောရဝါရခုံးတဲ့အခါသမီးဒီမှာဒီကောင်းကိုဒီဘက်ထည့်ပြီးတော့ဒီမှာထည့်ပြီးတော့ခုံးတာပိုကောင်းတယ်ကြလားဒီမှာတွေ့လားဒီမှာခုံးမှပိုက်ဖို့လို့ကောင်းတယ်ဒီမှာခုံးမှဒီမှာဒေးကြရကြလားခေါင်းလည်းမရောက်ဒီဘက်ကလည်းနှစ်ချက်ခုံးကွက်တိပဲရောဟုတ်တော့ဟောပြီးမှအဲ့ဒါကိုဖြတ်ပလိုက်ပြီးမှကိုလိုတဲ့နေရာကိုဆွဲရလိုက်ပေါ့ကွာ
ကိုလိုတဲ့နေရာဆွဲသွားလိုက်ပေါ့ကွာရောနော်ကိုလိုတဲ့နေရာကိုဆွဲသွားလိုက်ကွာရောဒီလိုပဲမလားရွှေ့လို့ရတာပဲနော်ရောအဲ့ဒါဆိုရင်အောက်ကချအောင်မယ်15ဒီလိုမဟုတ်ဘူး minus 15ဟမ်ဒီမှာကြည့်ရင်ဒီမှာတက်တယ်ပဲဒီမှာဘောင်းနေပါတယ်ထိလိုက်ရင်ကောင်းတယ်ခင်ဗျနော်ဒီမှာဘောင်းနင်းနေတယ်ဆိုရင်ဘောင်းတွေကိုတစ်ချက်တည်းထည့်လို့ရလားဒီကတ်တယ်ဒီကတ်ကောင်းနှိုက်တတ်တယ်မလားသမီးcontrol တွေ shut တွေဖိပြီးတော့လိုတဲ့နေရာကိုနှိုက်သွားတာအမျိုးအထက်ရှင်းပဲဒီမှာတော့ဖြောက်ဟုတ်ပြီright view ကနေပြီးတော့ extrude direction အဲ့ဆိုများပါပဲminus 1 point ပေါ်တော့နော် direction ဟောက်ကဆို1 point အဲ့ဆိုအဆင်ပြေလားသိကြလားသိကြအဲ့ပြီးတော့ဒီကောက်လို့တပြားဒီမှာတပြားဒီမှာအစကတည်းကဒီမှာ join လိုက်မှာကွာအကုန်လုံးကိုရအလုံးလုံးလားဒီမှာတပြားလားjoin လိုက်ပြီကြွလိုက်ပြီကြလားဟုတ်ပြီဒီမှာ right view ကကွာရော direction နဲ့1 point top view သွားပြီးတော့ offset ရိုက်ကြည့်ရဒီကောင်တရားဒီမှာကြအပြင်ထွက်တယ်ဒီမှာကြအထေးထွက်တယ်သလားဒီမှာကြသလားမတူဘူးသလားတစ်ခုနဲ့တစ်ခုအဲ့ဒါဆိုရင် offset တော့မရဘူးအဲ့ဒီတဝက်လောက်ဆိုရင်ရောဘယ်လိုလုပ်ဖို့တူလဲဒီမှာအတွင်းကိုဒီမှာအပြင်ကိုကြလားမတူဘူးကြလားအဲ့ဒါဆိုဒီဟာတော့ကောအဲ့ကဒီကောင်ဆိုအတွင်းကိုသိလားမပြဿနာမရှိဘူးဒီကောင်ဆိုရင်ရော
အတွင်းကိုပဲအင်တာခေါက်လိုက်ရုံပဲဒီကောင်ရောဒီကောင်အပြင်တစ်ခုပြင်တစ်ခုနဲ့အတွင်းတစ်ခုဖြစ်နေသလားအဲ့ဒါဆိုမရသေးဘူးတစ်ခုချင်း offset ရရတယ်အဲ့ဒါမကြနော်ဒီမှာ offset ရအကုန်လုံးအညီပဲကြလားအဲ့ဒါဆိုရင်ဖိလေးအတွင်းဘက်ကိုပြောင်းအင်တာခေါက်ရရောဒီမှာတစ်ခု offset ရိုက်ကြည့်အပြင်အတူတူပဲအဲ့လိုဟာမျိုးတွေရှိတယ်အဲ့လိုဟာမျိုးဆိုရင်နည်းနည်းစောင့်ပြီးတော့တစ်ချက်တည်းနဲ့ offset ရိုက်လို့မရဘူးတိလားခွေးပြီးတော့ရိုက်ရတယ်အဲ့ဘောင်ထိလိုက်လို့ရှိရင်ဒီလိုအဆင်းပါတဲ့ဟာတွေမှာဒီလိုအဆင်းပါတဲ့ဟာတွေမှာဘောင်နဲ့ဒီမှာကြလားနော်အဲ့ဒီမှာလည်းပဲသူမေရာပတ်မယ်ဟာလားဘာလို့ပြရမလဲမလေးအဲ့လေကလေးနဲ့ကလေးနောက်ပိတ်ကြပါလို့ပြန်လုပ်ရတာနောက်ပိတ်မူလီလေးတွေကျန်တစ်ဖက်ပါလားငကတော့ပါတယ်ပြတ်ကြည့်ပါလားနဂလေးကနောက်ပိတ်တစ်ဖက်အဲ့ဒီအရွယ်စားလို့ကျွန်တော်တို့ကြည့်ရမယ်လေကျန်တဲ့တစ်ဖက်ကိုအရွယ်တူပဲနောက်ပိတ်ဆိုအရွယ်ဟိုဘက်ဒီဘက်တူလို့လားဟုတ်ကဲ့တော့ပါပြီအဲ့ဒါနောက်ကြောင်းပြလာမှာဟုတ်ကဲ့ချုပ်ပြီးတော့မဖြစ်ညာမှာဟုတ်ကဲ့ကြောင်းသွားရဆိုတော့ပြီလုံးလို့တော့ရတယ်နောက်ကြီးဝိုင်းသေးဝိုင်းနှခါလုံးမရဘူးစိုက်ကြမှာထင်တာအဲ့ဒီငကတော့ကြည့်ပြီးရင်ပဲလုပ်လို့ရမှာပေါ့လို့ထင်တာဒီကောင်ကိုတစ်ခေါက်လောက်အစမ်းပိုက်ကြည့်မယ်သမီးဘယ်လိုနေလဲငါတော့မနော်စနခုဘယ်လိုနေမလဲအဲ့ဒီဇိုင်းကမလှတယ်လို့ပဲဟာမကြိုက်တော့ဘူးသမီးအဲ့ဒီဇိုင်းကမလှတယ်လို့ပဲကျွန်တော်လာတယ်လို့လုပ်မယ်သမီးလာတယ်လို့လုပ်မယ်လို့2 point ဒီထက်ကကြောက်တလုံးရှာမယ်ဟုတ်ပြီအဲ့ဒီကြောက်ကိုဆိုပါတော့ဒါက idea ဖြစ်သွားပြီဆိုနချက်နောက်တစ်ခါဒီမှာတစ်ချက်ဆိုပါတော့ဒါကဒီပုံတကယ်ပဲလှမလားလှမလားပါကြည့်ဟာဇာန်ဟဲ့ပါလို့လည်းမရဘူးတစ်ခုနှစ်ခုပဲရတော့ဘယ်လိုဖြစ်ပတ်တာမှန်လို့ဒီလိုမျိုးဆိုရင်ဒီပုံကလှမလားဟုတ်ပြီသမီးရဲ့အခုက
ကိုကဒီပုံကိုပဲပါစစ်ပြီးတော့သမီးကိုပို့ပေးလိုက်မယ်ဒီကဘာဆွေးစေရှင်တာကတော့နောက်တစ်ခါတော့လေဒီမှာဒီလိုမျိုးလေးတွေဆွေးတယ်ဒီမျက်နှာကိုတချို့ကဒီလိုဒီဆွေးတာကြတော့မလှဘူးဟုတ်လားဒီကြိုက်နေတယ်စိတ်လေးပါတယ်တကယ်စိတ်တွေပါတယ်တက်လာပြီဆိုလို့ရှိရင်ရွှေကိုမနှမျောဘူးရွှေကဒီလိုဟာကပိုကုန်တယ်ဟိုလိုမပါတဲ့ဟာကရွှေတိတ်မကုန်ဘူးအဲ့တော့ပတ်စမကလည်းဘတ်ဂျက်ငွေကုန်ခံနိုင်တယ်တက်နိုင်တယ်ဆိုလို့ရှိရင်လှတဲ့လှအောင်ဒီလိုမျိုးသုံးတယ်ဒါကြတော့ပို့ပြီးတော့တန်ဖိုးများတယ်ပို့လှတာဟုတ်နော်အဲ့ဒီဟာကိုအဲ့လိုပဲလောက်လားဆိုပြီးတော့ဘဘဒီမှာဒီအပြားကိုဒီဟာရဲ့ယူပြီးတော့ဘနောက်ဆုံးအနေနဲ့တခုဘပြပြပဲအောင်မနော်ဒီမှာနော်ဒီမှာဟာလားဒီလိုအပြားကိုဘဘဒီမှာယူလိုက်တယ်နောက်တနည်းဒါနောက်တနည်းဒီမှာဒီကနည်းနည်းအထစ်ကိုဝင်လေးဒီမှာယူလိုက်တယ်ပြီးတော့ဒီမှာ copy ပြီးတော့ copy တစ်ချက်ဆွဲလိုက်တယ်ပြီးရင်ဒီဟာကိုဆွဲထောက်လိုက်တယ်ဒီမှာဆလပ်ပေးပြီးတော့ train လိုက်တယ်ပြီးမှဘောဆိုင်နဲ့ပွိုက်3လိုက်တယ်ပွိုက်3လားခုနဘယ်လောက်လဲပွိုက်2กว่าဘောဆိုင်ပွိုက်2လိုက်တယ်ဟုတ်ပြီပြီးမှပွိုက်2လိုက်တယ်ညာပြီနှခမ်းလိမယ်ပွိုက်2မဒလားလိလိုက်တယ်ဆိုရင်ခုနကဒီမှာလုံးထားတဲ့ဟာကအရင်တစ်ခေါက်ကဟာထိုက်လိုက်မယ်သူကဒီလိုမျိုးစောစောကလောက်လိုက်တဲ့ဟာကဒီမှာဒီလိုတွေ့ရမှာမလားအဲ့ဒီနီးနဲ့လေလှုပ်လို့ရတယ်โอเคအဲ့ဒီနီးနဲ့လေလှုပ်လို့ရတယ်အဲ့ဒါဆိုဒီနှခမ်းလုံးတာဒီကက်နဲ့သွားတာတစ်မျိုးနော်ကက်နဲ့သွားတာဒီမှာထိလားမထိလားဒီမှာကြည့်ရမယ်နော်ဒီကောင်ကြတော့အထိတ်ကိုအောက်ကိုမြုပ်ထားတယ်တဲ့တဝက်ဟလားဒီကောင်ကြတော့ဒီအောက်ကိုမြုပ်မနေဘူးဒီမှာထိနေရမယ်နော်ဒီအောက်ကအသားနဲ့လေထိနေတာမျိုးမဟုတ်ဘဲနဲ့ဒီမှာအဲ့လိုမျိုးဒီလိုဟာနေရင်သွားပြီနော်မဒီလိုဟာနေလို့မရဘူးအဲ့လိုခုနသမီးချွေးတဲ့နေရာမှာရွေ့သွားတာလေဟာသွားတာလေအဲ့ဒါတကယ် 3D ထောက်တဲ့အခါမျိုးမှာမထွက်ဘူးသမီးနော်ခုနကနေရာပြန်သွားမယ်ဒီလိုလုပ်ပြီးတော့နောက်တစ်မျိုးသွားသေးတယ်သမီးဒီဘက်မှာလည်းလေးပွိုင်းပြီးတော့Wi-Fi လောက်ဒီဘက်မှာလည်းနာကနေ Wi-Fi လောက်Wi-Fi တလုံးမရလားဘိုးဆိုင်ဖြစ်နေတာလားWi-Fi 1လောက်နဲ့
ပိုင်ဝန်လောက်ကိုမထရီဒီဘက်အစဖြတ်မယ်ဖြတ်မယ်ပြီးဒါကိုဒီဟာကိုဘာလို့ offset လိုက်မယ် point 3နဲ့နော် point 3ကိုဘိုးဆိုင်နဲ့ offset လုပ်လိုက်တယ်ဒီလား enter လိုက်တယ်ကွာ enter လိုက်တယ်ကွာဟုတ်ပြီစောစောကတစ်ခေါက်ပြန်သွားဒီဟာရယ်ဒီဟာရယ်ဒီသူဒီအတွင်းတွေကအကြောင်းမဟုတ်ဘူးဒီဟာရယ်ဒီအတွင်းတွေကဒီဟာလည်းမဟုတ်ဘူးဒီဟာလည်းမဟုတ်ဘူးအဲ့ဒါယူရခတ်သွားပြီယူရခတ်သွားပြီဆိုရင်ဒီအောက်ကယူမကွာရောဒီဟာရယ်ဒီဟာရယ်ဒီမှာဘယ်လားဒီအပြတ်နားလိုက်တယ်ဟုတ်လားဒီပြောက်ကိုဘာကဒီမှာဘူးလင်းနဲ့ဒီမှာဒီကောင်ကိုနှိုက်ပြီးရင်ဒီမှာဘူးလင်းတစ် press နဲ့ဒီမှာတန်းပြီးတော့နှိုက်ချပြီးတော့အင်တာခေါက်လိုက်ပေါက်သွားပြီအဲ့ဒါဘာဖြစ်လို့လဲဒီကောင်အထူဘယ်လောက်လဲအဲ့ဒီအထူနဲ့မရဘူးသမီးဘာပြောချင်တာကဒီမှာဒီအပြားကဟုတ်ပြီဒီအပြားဘာအရင်ဖြောက်လိုက်မနော်ဒီအပြားအဲ့လိုဒီလိုဖောက်မယ်ဆိုရင်အနည်းဆုံးဟာအောက်မှာအထူက 0.7 ရှိနေရမယ်ဒီလားငါသမီးကညာကောင်းလို့ဘာဒီလိုတင်နေတာသမီးကလိုက်လို့မိလားမသိဘူးဒီမှာဘိုးဆိုင်ကိုဖြတ်မယ်ဒီကိုအောက်ချမယ် 0.7 လောက်နော်0.7 လောက်ကိုဒီမှာခုနကဘူးလင်းတစ်ဖက်နဲ့တက်ကတော့ကြောင်းသားမလို့ပါဒီလိုတင်နေတာအဲ့ဒါဆိုဖြောက်ကြည့်ရnoဟဲ့ဒီကောင်နဲ့ရှာလို့မင်းအောင်ကွာဒီကောင်ကအလုံးလုံးလားမလုံးလားဆိုသိရတယ်ဒီမှာအဲ့ဒီမှာရပြီဒီမှာတွေ့လားမြောင်းလေကြလားအဲ့ဒါလိုလှုပ်လိုက်တယ်အဲ့ဒါလိုလှုပ်ပြီးတော့တခါဒီနှခမ်းကိုတခါဒါနဲ့ 0.2 စားလိုက်တယ်အဲ့တော့ခေါ်လိုက်တယ်ဒီမှာလှိပလိုက်တယ်မဟုတ်လားဒါပေမဲ့ဒူးကတော့နည်းနည်းလေးဒီမှာပလေးမကြံပေမဲ့ဒီမှာဒူးကြံသေးတယ်ဟုတ်လားအဲ့လိုမျိုးအဲ့ဒါကိုမှဒီမှာကတ်လိုက်ဆွေးပြီးတော့ဒီမှာစန္ဒာတော့ပြုသွားအဲ့ဒါဆိုရင်ဒီမှာရွေးနေတာဘေဟာစန္ဒာမှန်းတော့မသိဘူးနော်ဒီမှာစန္ဒာဘေဟာမှန်းမသိဘူးအဲ့လိုသိဖို့အတွက်ဆိုရင်ဘာတို့ဟာဒီအပြားတစ်ပွားပေါ်မှာအဲ့ဒီအပြားပေါ်မှာမှဩစနာကိုစန္ဒာဒီမှာစန္ဒာနော်စန္ဒာတွေ့ပြီးတော့မှဒီဟာကိုဒီစာပေပြောကိုဒီမှာထဲဦးနာတက်ငါဟရမငါဒီမှာတော့ဗျာနည်းနည်းလေးပေးကြည့်ဖို့လိုသေးတယ်ဒီမှာနှခမ်းကိုက်နေပြီလားဆက်ရှိမတွေ့လားပြီးမှဒီထဲမှာအဲ့လိုမျိုးဆောင်ဖို့လေးတဲ့ထဲတယ်သမီးတော့ပေါ့နော်ဟုတ်လားအဲ့ဆိုဒီဘက်မှာလည်းဘောင်ပါတယ်ဒီဘက်ဘောင်မှာဒီလိုမျိုးလေးလောက်ကြတယ်တော့ပေါ့ပြီလားနော်ဒီလိုမျိုးလေးလောက်ကြတယ်ဆိုရင်ဒါကလည်းဒီထဲမှာထည့်လိုက်အဲ့ဒါမှထည့်လိုက်ဒီလိုမျိုးလဲလောက်ကြတယ်အခုနကဘာပြောတာကဒီအရွက်မှာ
ခုနကဘာလို့လုပ်ပြမနော်နောက်တစ်ခုပါဒီအရွက်မှာဟုတ်ပြီဒီအပြောက်ကိုနောက်တစ်ခေါက်ကြားတဲ့သဘောမျိုးတော့တမိတာပါဒီအပြောက်မှာအဲ့လိုမျိုးနှိုက်မယ်ဆိုရင်သူ့ရဲ့ဒုထူက 0.7 လို့လည်းသမီးဟုတ်ပြီနော် 0.7 ကိုမှဒီမှာဒီ line နဲ့ပဲသွားဘောင်ထင်းမယ်သမီးရဲ့ဘောင်က y ကလည်းပဲ0.7 လောက်မှမြင်ရမှာထင်တယ်ဟဲ့အဲ့ဒီကောင်လုံးမလုပ်ဘူးဆိုရင်ဒီကောင်နဲ့ထင်းမှာပေါ့ကြောက်မရောက်လဲအဲ့ဒီမှာအဲ့ဒါကိုနည်းနည်းလေးနည်းငါပိုက်လောက်နဲ့ active for ဟဲ့ကမေရာမတော်ဘူးလားမေရာတော်ပြီပြီးရင်ဒီမှာကော်ပီတပြားယူလိုက်ကတ်ကိုဆွဲပြီးတော့ဒီမှာတစ်ခေါက်ဆွဲဒီအပြန်ယူမယ်အဲ့ဒါကိုမှoffset ရိုက်မယ် offset ကိုဘိုးဆိုင်နဲ့ 0.3 ဘိုးဆိုင်နဲ့ရိုက်လိုက်ဒီဥစ္စာကအသားနှုတ်မဲ့ဟာနော်ဒီဘက်ကဒီပလေးမဟုတ်ဘူးဒါနှစ်ခုလောက်ထားတယ်ကွာနော် 0.7 အထူအဲ့ဒီမှာအထူတစ်ခုလောက်ထားအဲ့ဒါကိုဘိုးလေးတော့ brush နဲ့အမျိုးလုပ်ပြီးတော့တခါဒီဘောင်နဲ့ဒီလိုလေးလုပ်တယ်သမီးနော်အဲ့ဒါလှရှင်ဒီမှာဒါနဲ့ 0.2 5ဒီမှာနဲ့လိမ့်မယ်အဲ့တော့ခေါက်လိုက်ကွာကိုမလောက်လားလာပြီးတော့မှဒီကောင်ကိုကြောက်ချတယ်သမီးဒီမျက်နှာကို2 point နော်တပွင့်ယူလိုက်2 point တပွင့်ယူလိုက် 1.5 တပွင့်ယူလိုက်โอเคမျိုးအဲ့ဒီအပြားပေါ်မှာမှအကြောက်လေးထည့်လိုက်ဒီမှာတပွင့်အဲ့မှာတပွင့်အဲ့ဒီတောင်းမှာတပွင့်ဒီတောင်းမှာတပွင့်ပြီးတော့မှဒီမှာမေရာပြေဖို့အတွက်ကို remove from group ကနေဒီကောင်းဖယ်လိုက်ကျန်တာကတော့ group ဝင်နေတယ်ဒါကိုမေရာပွားပဲဒါမှတရွဲ့ရပြီနော်အခုပြနေတာကအခုဘာမှဆွဲရတဲ့ဆွဲတီးကမလှဘူးဒါပေမဲ့အရွက်ပဲဖော်အခက်ပဲဖော်ကြောက်ထဲမနေရကိုအဲ့ဒါလိုလေးဘောင်လေးပါရင်ရောင်ပြန်ခုနကပြောတဲ့ customer ဘလို့အလိုရှိလဲ customer က
တက်နိုင်တယ်ရွှေဘလောက်ကိုတက်နိုင်တယ်ဒါဒီလိုမျိုးယူလာကြတော့ရွှေအကုန်ကြများတယ်နော်သူတက်နိုင်ရင်ဘောင်လေးနဲ့ထိလိုက်ရင်ပိုလာတယ်နော်အဲဒါကြောင့် idea အနေနဲ့နော် idea အနေနဲ့ကဒီအခုကဘာကဒီဆွေးသီးကိုမတူတူအောင်ဆွေးနေတာမဟုတ်ဘူးအဲ့ဒီမှာတုံသွားတဲ့အရွက်တွေဘယ်လိုပုံစံဖြစ်ဖြစ်အခက်ရွက်တယ်နော်ဒါသမီး idea ရှိတယ်လို့ဆွေးလို့ရတယ်ကြောက်ချတဲ့သဘောတဘာဝပြောပြတာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီဟာကိုအဆုံးသတ်လိုက်မှာကွယ်